ဒီရက်စုံမှာပထမဆုံးနေရာယူပေးရမယ်ပြိုင်ပွဲဝင် morning ပါဒါကတော့တူတူဖြစ်ပါတယ်ဆိုတော့မနေ့ညတူတူတို့ရဲ့ top 7 result show မှာတူတူ top 6ကိုနောက်တစ်ဆင့်ပေါ့နော်အားလုံးရဲ့ကျေးဇူးနဲ့ပြန်ပြီးရောက်ရှိသွားပြီဆိုတဲ့အကြောင်းကိုတူပြန်ပြီးပြောပြချင်လို့ပါဆိုတော့ဗီဒီယိုလေးလည်းကြည့်ပြီးပါဦးခင်ဗျာနေရာယူပေးရမယ်ပြိုင်ပွဲဝင်ကိုအရင်ဆုံးကြေညာပေးမှာဖြစ်ပါတယ်ခင်ဗျာရက်စုံမှာနေရာယူပေးရမယ်ပြိုင်ပွဲဝင်ကတော့ဘယ်သူလို့ထင်ကြပါလဲခင်ဗျာကွန်မန့်မှာရေးပေးကြပါဦးနော် YouTube ရဲ့ comment မှာ ရက်စုံမှာဘယ်သူနေရာယူရမလဲဆိုတာ YouTube ရဲ့ comment မှာလည်းရေးပေးကြပါဦးခင်ဗျာပြိုင်ပွဲဝင်တွေကအရန်ကောင်းပြီးတော့ဒိုင်တွေရဲ့ comment တွေကလည်းအရန်ကောင်းခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းစိတ်လှုပ်ရှားနေပါတယ်ခင်ဗျာအဖြေကတော့ပရိသတ်ဘယ်လောက်ရှိလဲဆိုတဲ့အပေါ်မှာမူတည်နေသလိုဖြစ်နေပါတယ်ခင်ဗျာပရိသတ်ကပဲအဆုံးဖြတ်ဖြစ်နေပါတယ်ဒါကြောင့်ရက်စုံမှာနေရာယူရမယ့်ပြိုင်ပွဲဝင်တဦးကိုအရင်ဆုံးကြေညာပါတော့မယ်ခင်ဗျာရက်စုံမှာနေရာယူရမယ့်ပြိုင်ပွဲဝင်ကတော့ဒီရက်စုံမှာပထမဆုံးနေရာယူပေးရမယ့်ပြိုင်ပွဲဝင်အားရဖြစ်ပါတယ်ခင်ဗျာကဲအခုတော့ထိုင်ကုံကတော့အညီအမျှပါပဲခင်ဗျာရက်စုံမှာထိုင်ကုံတစ်လုံးတော့စစ်ကိုတက်လှမ်းရမယ်ကျွန်တော်ရဲ့ဘယ်ဘက်အချမ်းအပြာရောင်ခုံတန်းမှာထိုင်ကုံတစ်လုံးထိုင်ကုံတစ်လုံးစီလွတ်နေပါသေးတယ်ခင်ဗျာဒီတစ်ခါတော့စစ်ကိုလွတ်လွတ်ကျွတ်ကျွတ်တက်လှမ်းရမယ်ပြိုင်ပွဲဝင်အမည်ကိုကြေညာပေးပါတော့မယ်ခင်ဗျာဒီနှစ်ဦးလုံးကတော့ဒါတိုင်ကွန်မန့်တွေကိုနားထောင်ကြည့်တော့ကလည်းတိုင်ကွန်မန့်တွေကအရန်ကောင်းပါတယ်ဒီဆိုရှင်ပြိုင်မှုကိုပရိသတ်တွေအားပေးမှုကလည်းအရန်ကောင်းခဲ့တာကိုလည်းမြင်တွေ့ရပါတယ်ဒါကြောင့်ဒီနှုတ်ဘုတ်တင်မှာဘယ်လိုကွာခြားနေတာကြောင့်ဒီလိုအဖြေထွက်လာလဲဆိုတာတော့ရှင်ခုံစိတ်လှုပ်ရှားစွာမြင်တွေ့ရတော့မှာဖြစ်ပါတယ်တော့စစ်ကိုတက်လှမ်းရမယ့်ပြိုင်ပွဲဝင်ကတော့ဖန်နီထူးနဲ့ဒူးဒူးဖြစ်ပါတယ်ခင်ဗျာနှစ်ဦးလုံးတက်လှမ်းမှာဖြစ်ပါတယ်